လေစိတ်ကနေထိမ့်သိမ်းခံလိုက်ရပြီးတဲ့နောက်ထပ်တူအမှုတွေကြောင့်မထင်မှတ်ထားတဲ့ပြည်တန်းဆက်လက်ကြခံရတော့မယ့်သမီးဆိုရဲ့နောက်ဆုံးအခြေအနေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အွန်လိုင်းပေါ်မှာလူပြောအများဆုံးဖြစ်နေတဲ့သတင်းတစ်ပုဒ်ရဲ့နောက်ဆုံးအခြေအနေကိုတင်ဆက်ပေးကြပါမယ်အခုအချိန်မှာလူတိုင်းရဲ့စိတ်ထဲမှာတည်ကျင်နေကြတဲ့အထူးအမေကွန်ကတော့သမီးဆိုတယောက်ဘာတွေဆက်ဖြစ်သွားမလဲသူ့ကိုဘလို့ပြည်တန်းတွေချမှတ်မလဲဆိုတာပါပဲအားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ဆိုရှယ်မီဒီယာမှာနာမည်ကြီးခဲ့တဲ့ Facebook ဆယ်လီသမီးဆိုတယောက်အေတင်ကိုရဲ့တရားစွဲဆိုမှုကိုရင်ဆိုင်နေရရင်နိုင်ငံခြားကိုထွက်ပြေးဖို့စ조사ရာကနေလေရင်ပေါ်ကနေပြန်လဲဆွဲချဖမ်းဆီးခံလိုက်ရတာပါ။သမီးဆိုတယောက်မြန်မာနိုင်ငံကိုပြန်ရောက်နေတဲ့အချိန်မှာတတိမကြီးအေတင်ကိုကတစ်ချိန်ကသူ့အပေါ်ပုံကိုရေးဝေဖန်ခဲ့တာတွေအတွက်တရားဥပဒေအရအရေးယူဖို့ပြုံးလွင်ရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ဒီတရားစွဲဆိုမှုကြောင့်အခြေအနေမဟန်တော့ဘူးဆိုတာကိုသိသွားတဲ့သမီးဆိုဟာနောက်ဆုံးမှာတော့နိုင်ငံခြားကိုပြန်လဲထွက်ပြေးဖို့ကြံစီခဲ့ပါတယ်။သူမရဲ့အစီအစဉ်ကတော့တော်တော်လေးကိုတည်တက်ပါတယ်။ဘယ်သူမှမငြိမ်မိအောင်ရုပ်ဖြတ်ပြီးမနက်အစောကြီးမှာမြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း MAI နဲ့ထိုင်းနိုင်ငံသူဝနဘူမိလေဆိပ်ကိုထွက်ခွာဖို့စီစဉ်ခဲ့တာပါ။သူမအနေနဲ့လေယာဉ်ပေါ်ရောက်ပြီးထိုင်းကုန်မှာနေရာယူပြီးချိန်မှာတော့အရာအလုံးအောင်မြင်ပြီလို့ထင်မှတ်နေခဲ့မှအသေးချပါပဲ။ဒါပေမဲ့သူမရဲ့ကံကတော့အဲ့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။သတင်းတွေအရဆိုရင်သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကလေရင်မော်အထိတက်လာပြီးသူမကိုနာမည်ကျော်ရုပ်ရှင်ဇာတ်ဝင်ခန်းတွေကလိုပဲအတီအကျဖန်စီထိန်သိမ်းပြီးလေရင်မော်ကနေဆွဲချခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့သမီးစောကမင်္ဂလာတုံရဲစခန်းမှာတာဝန်ရှိသူတွေကစစ်ဆေးမင်းမြတ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အခုလက်ရှိမှာသမီးစောရင်ဆိုင်နေရတာအေတင်ကိုရဲ့အမှုတစ်ခုတည်းမဟုတ်ပါဘူး။သူမအပေါ်မှာတိုင်ကြားထားတဲ့အမှုပေါင်းအနည်းဆုံး20ကျော်ရှိနေပါတယ်။ဒါတွေကတော့သူမလိုက်လွှင့်ပြီးအွန်လိုင်းပေါ်ကနေလူတော်တော်များများကိုပုဂ္ဂိုလ်ရေးအရာဂုဏ်သိက္ခာညှိုးနှံအောင်ပြောဆိုတက်ခဲ့တာတွေအတွက်တခြားသူတွေကတရားစွဲဆိုထားတာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့သမီးဆိုဟာအမေရိကန်နိုင်ငံသားဖြစ်တဲ့ဆိုပေမဲ့ပြစ်မှုကျူးလွန်ခဲ့တယ်လို့ဆွဆွဲခံထားရတာကမြန်မာနိုင်ငံမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့တရားဥပဒေအရပဲအမှုတွေကိုရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပြီးအမှုတွေမပြီးပြတ်မချင်းနိုင်ငံကနေထွက်ခွာသွားလို့ရမှာမဟုတ်ပါဘူး။ဥပဒေပညာရှင်အချို့ရဲ့သုံးသပ်ချက်အရဆိုရင်သူမရင်ဆိုင်နေရတဲ့အမှုပေါင်းများစွာအတွက်ပြစ်ဒဏ်တွေကိုတစ်ခုချင်းစီတီးခြားချမှတ်ပြီးစုစုပေါင်းကြားခံရမယ်ဆိုရင်ထောင်ဒဏ်ဟာနှစ်ရှည်လများကြားခံရနိုင်တယ်လို့ဆိုပါတယ်။တချို့ကတော့အမှုအလုံးပေါင်းလိုက်ရင်ထောင်ဒဏ်အနှစ်30လောက်အထိအောင်ဖြစ်သွားနိုင်တယ်လို့မှန်းဆနေကြတာပါ။ဒါကတော့တရားရုံးရဲ့အဆုံးဖြတ်ပေါ်မှာပဲမူတည်မှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်တစ်ချိန်ကငါကနိုင်ငံခြားမှာနေတာဘယ်သူမှဘာမှလုပ်လို့မရဘူးဆိုရဲစိတ်နဲ့အွန်လိုင်းပေါ်မှာပိုးကျစော်ကားခဲ့တဲ့သမီးဆိုတယောက်အခုတော့ကိုယ့်ရဲ့လုပ်ရက်တီအတွက်လက်တွေ့ဘဝမှာတရားဥပဒေရဲ့စီရင်မှုကိုအချုံနောင်တွေကနေစောင့်ဆိုင်နေရတဲ့အဖြစ်ကိုရောက်ရှိသွားခဲ့ပါပြီ။ပရိသတ်ကြီးတို့ရောဒီအခြေအနေပေါ်ဘယ်လိုမြင်ကြပါသလဲ။သမီးဆိုရဲ့ကံကြမ္မာဘယ်လိုတွေဆက်ဖြစ်သွားမယ်လို့ထင်ကြပါသလဲဆိုတာကိုကွန်မန့်မှာကိုယ့်ရဲ့အမြင်လေးတွေဝင်ရောက်ပြောသွားကြပါအောင်ရှင်။